ကျွန်တော်ဒီနေ့အပြေးမောက်ကိုစီပြန်ချက်ပြပါမယ်ခင်ဗျာရေဦးဆုံးအပြေးမောက်ကိုရတာနေပြီးတော့ပုတ်ပူတဲ့ကိုစီရီလောင်းချပါမယ်ခင်ဗျာနောက်တစ်ပတ်စီပူလေးကိုရုပ်ပြီးကြက်တုံဖြူထောင်းချတာကိုလောင်းချပါမယ်ခင်ဗျာနေ့ဆူလာပြီဆိုရင်ရောက်မှလည်းနဲ့ခေါ်ဒီလိုကစားပေးရမှာဖြစ်ပါတယ်။နေ့ကစားလို့ပြီးသွားရင်အရသာနေထားတဲ့အပြင်မောက်ကိုလည်းနောက်တစ်ပတ်လောင်းထည့်ပါမယ်ခင်ဗျာ။လောင်းထည့်ပြီးတာနဲ့အပြင်မောက်ကိုလည်းနည်းနည်းဟိုဘက်ဒီဘက်လမ်းပေးပါမယ်ခင်ဗျာ။လမ်းပြီးသွားရင်ဖုန်းပြီးတော့ခဏထားပါမယ်။ဖုန်းပြန်ဖွင့်လိုက်ပါမယ်ခင်ဗျာဖုန်းဖွင့်လိုက်ကြနဲ့ခုနဒီနာလေးနည်းနည်းရှောက်ပြီးတော့ကြောင်းပါလေးနဲ့ကစားပေးရမှာဖြစ်ပါတယ်ကစားလုပ်ပြီးတော့ရင်ဆုံဆေးထားတဲ့ဆုံဆေးရည်ကိုဒီလိုလောင်းချပါမယ်ခင်ဗျာလောင်းချလုပ်ပြီးတော့ရင်ပြန်ဟုတ်ပြီးတော့ခဏလေးစောင်းပါခင်ဗျာအချီတီးစိမ့်ရည်ကိုလည်းထည့်ပါမယ်ခင်ဗျာဒီမှာလေညှို့လာပြီဆိုရင်ရုပ်တီးစိမ့်နဲ့နာမည်ကိုလည်းအုပ်ပေးပါမယ်ခင်ဗျာအုပ်လို့ပြီးသွားရင်ဖုန်းလေးပိတ်မယ်လောက်ဆိုရင်အပြေမှာစီပြန်ဟင်းလေးတစ်ခွက်ရပါပြီငါလည်းဖြောက်ဆိုရင်နုနေပါပြီကဲ